ကျက်တူရီရဲ့သားပေါက်ရာသီကပြီးသွားပြီဆိုတော့အိမ်ကကောင်တွေရဲ့ဥပုံးတွေကိုတော့ဒီကနေ့ကျွန်တော်ရှင်းပြဖြစ်ပါတယ်ဥပုံးတွေကကျွန်တော်ရဲ့အိမ်မှာဆိုရင်အများစုကတစ်ခေါင်းကိုသုံးထားတဲ့ဥပုံးတွေဖြစ်ပါတယ်ကျွန်တော်ကတစ်ခေါင်းဥပုံးတွေဖြစ်တဲ့အတွက်တစ်နှစ်ကို2ခါလောက်ပဲတေချာရှင်းပြဖြစ်ပါတယ်ဥပုံးတွေကသူတို့ရာသီ4လလောက်ကိုတန်ရှင်းရေးတေချာလုံးမပေးဘဲနေထားကြရတော့အခုဆိုရင်အရန်ညစ်ပတ်နေပါပြီသူတို့ရဲ့အညစ်အကြေးတွေဖုံတွေတခြားပိုးကောင်လေးတွေကလည်းဥပုံးရဲ့ချောင်းကျိုးချောင်းကြားတွေထဲမှာအောင်းပြီးတော့နေတတ်ပါတယ်ဒါတွေကိုအခုကျွန်တော်တေချာရှင်းပေးရပါတယ်ဥပုံးတွေကိုသားပေါက်လို့ပြီးတဲ့အချိန်1လ2လလောက်ထိကျွန်တော်ကဖြုတ်ပေးတတ်ပါတယ်တချို့အခက်မတွေကတော့ဥပုံးထဲမှာဝင်ပြီးအိတ်သက်တဲ့အချင်းရှိပါတယ်သူတို့အတွက်ကတော့1ရက်2ရက်လောက်ဆိုရင်တော့ကျွန်တော်စေးကြောပေးပြီးရင်အကုန်လုံးကိုပြန်တက်ပေးရပါတယ်ဥပုံးစေးတဲ့ဗီဒီယိုကိုရိုက်ပေးမဲ့သူမရှိတော့မလို့ကျွန်တော်ရိုက်မထားလိုက်ရပါဘူးကျွန်တော်ပါဇက်နဲ့ပဲပြောပြလိုက်ပါမယ်ဥပုံးစေးတဲ့အခါမှာရေများများသုံးပြီးစေးတင်ပါတယ်အတွင်းအပြင်အညစ်အကြေးတွေညစ်ပတ်နေရာတွေကိုတန် brush နဲ့တိုက်မှပြောင်းတာပါကျွန်တော်ရိုးရိုးရေနဲ့ရိုး brush နဲ့တိုက်အောင်လုပ်နေမပြောင်းပါဘူးဆိုတော့အဲ့ဒါတွေအကုန်လုံးပြောင်းမှုကိုတန် brush နဲ့လည်းတိုက်ပါရိုးရိုး brush နဲ့လည်းတိုက်ပါအဲ့ဒါတွေပြီးပြီဆိုရင်ကျွန်တော်တို့ apple cider vinegar နဲ့ရေနဲ့ရောထားတာကိုသုံးပြီးတော့ထပ်ပြီးဖြန်းပေးပါ apple cider vinegar ကနံဆိုးတွေကိုအရင်ထိမ့်သိမ့်တာမလို့ကျွန်တော်ကခြံနေစီးတဲ့အခါမှာဥပုံးနေစီးတဲ့အခါမှာ apple cider vinegar ကိုအမြဲတမ်းသုံးပါ apple cider vinegar နဲ့ဖြန်းပြီးပြီဆိုရင်တော့ဥပုံးတွေကိုနေပူပူမှာလှမ်းပေးပါနေပူပူမှာလှမ်းရင်းနဲ့မချောက်တချောက်အနေထားလောက်ရောက်ပြီဆိုရင်တော့ insect killer တစ်မျိုးမျိုးသုံးပြီးတော့အဲ့ထဲကို spray ဖြန်းပါတယ်မဆူမချောက်အနေထားမှာဖြန်းရတဲ့အတွက် insect killer ကအရန်ကို effective ဖြစ်ပါတယ်အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့ဥပုံးတွေကိုနေပူထဲမှာ3ရက်လောက်ထိကျွန်တော်လှမ်းနေပြီးရင်အကုန်လုံးပြန်သိမ်းပါတယ်ခြံထဲကငှက်တွေအတွက်တန်ရှင်းဆိုတာအသေးစိတ်ကအစအရင်ရေးပါလို့တေချာ queue ဆိုင်ပြီးလုပ်ပေးတင်ပါတယ်